ငါပစ္စည်းနဲ့ပြန်မယ်ငါပစ္စည်းနဲ့ပြန်မယ်ခန့်ကျော်ရဲ့ဘွားကသူ့ဖေကွယ်လွန်သွားပြီးတဲ့နောက်မှာရုတ်တရက်ပြောင်းလဲသွားခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့အရင်ကတင်းတန်းလေးတက်လိုက်မုံဘိုးလေးလိုရင်ဖေးစီကတောင်းလိုက်နဲ့နေလာခဲ့ပေမဲ့အခုတော့ဘိုးဘွားပိုင်စီးပွားရေးဖြစ်တဲ့အဖေဖြစ်တဲ့သူဦးစီးခဲ့တဲ့မိသားစုပေါင်းဆိုင်ကိုသူကစီမံခန့်ခွဲဖို့ဖြစ်လာရလို့ပါ။အဖေရှိစဉ်တုန်းကတော့ဒီအလုပ်ကိုကူညီပေးသူကသူ့အဖေရဲ့ညီမအတော်ပြစ်သူအန်တီဆန်းပါ။တာခန့်ကျော်အန်တီကိုကူညီပါအောင်ကွယ်။ဒါသားအဖေတို့အန်တီတို့ရဲ့ဘိုးဘွားပိုင်လုပ်ငန်းမှုအန်တီလည်းတန်ရောစင်ရှိနေတော့မဆုံးရှုံးချင်ဘူးအန်တီတယောက်တည်းလည်းဦးစီးဖို့ကအဆင်မပြေလို့ပါတားရဲ့ကျွန်တော်အမှန်တိုင်းပြောရရင်ဒီလုပ်ကိုစိတ်လည်းမဝင်စားဘူးမလုပ်ချင်ဘူးဗျဆိုင်အတွက်ယူထားတဲ့ဘန်ဒိုးတွေကထက်ဝက်တက်နေပြီခန့်ကျော်ရဲ့မင်းဖေစုံပြီးလာပိုင်းလောက်တည်းကဆိုင်ရခက်ခဲလာတာမင်းကူညီမှရမယ်ဟုတ်ကဲ့ပါဗျာရပါတယ်ခန့်ကျော်လည်းငင်းမရတဲ့အခြေအနေကြောင့်အန်တီဆန်းပြောတာလက်ခံလိုက်ရပြီးနောက်တစ်နေ့မှာတော့လာပေါင်းများစွာပိတ်ထားခဲ့တဲ့အဖေရဲ့အပေါင်းဆိုင်ကိုပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ခန့်ကျော်ဆိုင်ရှိရရက်နေရင်အထဲကိုတိတ်ချကြည့်လိုက်တော့ဆိုင်ကမပြုတ်ပြင်တာကြပြီးပြပေါင်းများစွာကြာပြီးဖြစ်တဲ့အဆောက်အဦမှုတိတ်ပုံဝင်မကြလာပါဘူး။ပုံဝင်းကျင်ကလည်းထိုင်းမိုင်းနေပြီးစိတ်ငြင်းညူခြင်းစရာကောင်းတယ်လို့ဖြစ်နေပေမဲ့အခုချိန်ငွေရဖို့အရေးကြီးနေတော့သူလည်းစိတ်ပိုင်းဖြတ်ပြီးဆိုင်ဖွင့်ဖို့လုပ်လိုက်ပါတယ်။ကဲဘာပဲဖြစ်ဖြစ်ငွေထက်အရေးကြီးတာခုချိန်မရှိဘူးတိတ်စဉ်းစားနေလို့မရတော့တာဘယ်တက်နိုင်မလဲပတ်စံအမြန်ရဖို့ဘာမှမဆိုလုပ်ရုံပဲကွာခန့်ကျော်ရဲ့ပထမဆုံးအလုပ်လုပ်တဲ့နေ့မှာပဲအန်ဒီဆန်းကသူ့ကိုအလုပ်တစ်ခုပေးခဲ့ပါတယ်အဲ့ဒါကတော့အပေါင်ပစ္စည်းရွေးယူရမယ့်ရက်ကျော်သွားတဲ့ပစ္စည်းတွေကိုစည်ရင်းလုပ်ပြီးပိုင်ရှင်တွေစီပြန်ဆက်သွယ်ပေးဖို့ပါဒါနဲ့ခန့်ကျော်တယောက်အပေါင်ပစ္စည်းတစ်တာတွေကိုဖွင့်ပြီးစည်ရင်းရှင်းဖို့လုပ်နေရပါတယ်ထိုးစင်မှာပဲခန့်ကျော်ကအပေါင်ပစ္စည်းတစ်တာတွေကနေနောက်ထပ်တစ်တာအသေးလေးတစ်လုံးကိုတွေ့သွားခဲ့ပါတယ်ခန့်ကျော်တက်တာလေးကိုမထုတ်ပြီးအန်ဒီဆန်ကိုမေးလိုက်ပါတယ်အန်ဒီဆန်ဒီတက်တာကဘသူဟာလဲပစ္စည်းနဲ့ပိုင်ရှင်နာမည်ကတွဲရင်မထားဘူးအဲ့ဒါကိုဒီတိုင်းပဲထားလိုက်ငါတူမင်းဖေမထားတယ်အဲ့ဒီတက်တာပိုင်ရှင်ကိုယ်တိုင်ပြန်လာရွေးမှာတဲ့လာမရွေးမချင်းတိတ်ထားဖို့ပြောခဲ့တယ်လာမရွေးရင်လည်းရောင်းစားလို့မရဘူးလေနော်ဘယ်အခြေအနေပဲဖြစ်ဖြစ်စိတ်မှာပဲထားပြီးဖို့မင်းဖေတေချာမှာခဲ့တာဘာလို့လဲအထက်ကဘာများပါအောင်မို့လဲဗျလာမရွေးမှတော့ရောင်းဝယ်ရှိတာပေါ့တက်တာပုံစံကလည်းပလဲရောင်တောက်နေရပဲတံမိုးကြီးမဲ့ပုံပဲနော်ဘာပါလဲတော့အနီလည်းမသိဘူးကွယ်မင်းအဖေကအဲ့တက်တာကိုဖွင့်ကိုမပေးတာဘာပဲဖြစ်ဖြစ်သူပြောသလိုသာထားလိုက်စမ်းမှခန့်ကျော်ရဲ့တော့ကြအမှုပတ်နေဦးမယ်အနီဆန်းစကားတွေကြောင့်ခန့်ကျော်ကပလဲရောင်တက်တာကိုပို့လို့တောင်စိတ်ဝင်စားသွားပါတယ်စိတ်